အားလုံးပဲမင်္ဂလာပါရှေးဥစွာဘုရားသခင်ရဲ့ကြီးစွာကိုချီးမွမ်းပါတယ်။ကနေ့အတူတကွခွန်အားယူဖို့အတွက်ရှေးဟောင်းခရစ်ဝင်ကျမ်းအခန်းကြီး8အငယ်1ကနေ7မှာရှိတဲ့အကြောင်းတရားကိုအခြေခံပြီးတော့ကျွန်တော်ဒီကနေ့အားပေးချင်တာဖြစ်ပါတယ်။အဲ့တော့ဒီနေရာမှာယေရှုခရစ်တော်ဟာဗိမာန်တော်ထဲမှာလူအပေါင်းတွေကိုဆုံးမဩဝါဒပေးနေတဲ့အချိန်မှာဖာရိရှဲနဲ့ကျမ်းစာပုဂ္ဂိုလ်တွေဟာမာယုစွာပြုတ်နေတဲ့အမျိုးသမီးတဦးကိုခေါ်လာပြီးတော့ယေရှုရှိတဲ့ဗိမာန်တော်ထဲမှာခေါ်လာတယ်ဆိုတော့ဒီကျမ်းချက်ထဲမှာကျွန်တော်တွေ့ရပါတယ်အဲ့တော့ယေရှုခရစ်တော်ကိုဒီအမျိုးသမီးဟာမာယုတဲ့အမှုကိုပြုတ်နေတဲ့နေရာမှာတွေ့ပြီးတော့သူ့ကိုခေါ်လာတာဖြစ်တယ်အဲ့တော့ဒီအမျိုးသမီးကိုဘယ်လိုစင်ရင်မလဲမောရှေပြညတ်ထဲမှာဆိုရင်ကျွန်တော်တို့ပေးထားတာဒီလိုမျိုးမာယုမှုကိုပြုတ်နေတဲ့သူကိုမြို့ပြင်ကိုခေါ်ပြီးတော့ခဲနဲ့ပေါက်တတ်ဖို့အတွက်ပြညတ်တော်ပေးထားတာဖြစ်တယ်အဲ့တော့ယေရှုကိုဘယ်လိုစင်ရင်မလဲလို့အကျဉ်းချင်းအဖန်ဖန်မေးတဲ့အခါမှာယေရှုခရစ်တော်ဟာကိုလန်တော်မူပြီးတော့ဒီကနေ့တင်တို့အแทမှာကနေလုံးဝအပြစ်ကင်းတယ်အပြစ်မရှိဘူးလို့ခံယူတဲ့သူတူကရှေးဥစွာခဲနဲ့ပေါက်ပါလို့ယေရှုခရစ်တော်မိန့်တော်မူတာဖြစ်ပါတယ်အဲ့ဒီချိန်မှာအဲ့ဒီမှာပါလာတဲ့ကျမ်းစာပုဂ္ဂိုလ်ကလည်းစပြီးတော့အငယ်ဆုံးကလည်းအကြီးဆုံးတိတိုင်အောင်သူတို့အသက်တာကိုပြန်လဲဆင်ခြင်တဲ့အခါမှာသူတို့ထဲမှာအပြစ်မကင်းတာကိုသူတို့ရှာတွေ့တဲ့စဉ်းစားမိတဲ့အတွက်ကြောင့်အငယ်ဆုံးကလည်းအကြီးဆုံးတိုင်အောင်တယောက်ပြီးတယောက်ထွက်သွားတယ်ဆိုတော့ကိုကျမ်းစာကဖော်ပြထားတာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးတော့မာယွန်းစွာပြုတ်နေတဲ့ဒီအမျိုးသမီးတူပဲနဲ့ယေရှုခရစ်တော်ပဲကြံနေဆိုတော့ကိုကျွန်တော်တို့ကျမ်းစာတွေ့ရတယ်အဲ့တော့ယေရှုကဒီအမျိုးသမီးတွေကိုတင့်ကိုစင်တဲ့သူမရှိဘူးလားလို့မေးတဲ့ကောင်တယောက်မှမစင်ပါဘူးလို့ပြန်ဖြေတဲ့အော်ယေရှုကလည်းငါလည်းတင့်ကိုမစင်ဘူးနောက်တစ်ခါထပ်ပြီးတော့အပြစ်မပြုတ်နဲ့လို့ယေရှုခရစ်တော်ဟာမိန့်တော်မူတယ်ဆိုတော့ကျမ်းချက်အားဖြင့်ကျွန်တော်တို့နားလည်ရတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဒီလောကကြီးထဲမှာယေရှုခရစ်တော်ဒီလောကကိုကြွလာရခြင်းဟာကနေ့အပြစ်ကင်းတဲ့လူအတွက်လာတာမဟုတ်ပါဘူးကနေ့အပြစ်ရှိတဲ့သူတွေကိုလုံးဝမလွတ်မြောက်နိုင်တဲ့သူတွေကိုကယ်တင်ဖို့အတွက်ဒီလောကမှာလာတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီကနေ့နှုတ်ကပတ်တော်ထဲမှာယနေ့အပြစ်ကင်းသောသူတွေကိုနောင်တနဲ့ရပြီးတော့နောင်တရစေဖို့အတွက်ခေါ်ဖို့လာတာမဟုတ်ဘူးယေရှုခရစ်တော်ဟာကနေ့အပြစ်ရှိသောသူတွေကိုကယ်တင်ဖို့အတွက်လာတယ်လို့ကျမ်းစာကတော့ဒီလိုရှင်းနေစွာဖော်ပြထားတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီကနေ့ချက်လာဆိုတော့တမန်မိတ်ဆွေများယေရှုခရစ်တော်ဒီလောကကိုကြွလာခြင်းဟာသင်ဘယ်လိုအခြေအနေပဲရှိသင်ဘယ်လိုဒုစရိုက်မှုတွေကိုကျွလွန်နေခြင်းဖြစ်သင်အတွက်ကယ်တင်ဖို့အတွက်တင်အပြစ်ကိုခွင့်လွှတ်ဖို့အတွက်ဒီလောကကိုရောက်ရှိလာတာဖြစ်ပါတယ်။ဒါကြောင့်လူတွေအပေခံရပေမဲ့လူတွေဟာဒီကနေ့မျက်နှာတာမပေးပေမဲ့သိစိတ်တမကြပါနဲ့။သိစိတ်မငယ်ပါနဲ့။ယေရှုခရစ်တော်ဟာဒီလိုအားငယ်တဲ့သူကိုလူတွေအပေခံထားတဲ့သူတွေအပြစ်ရှိတဲ့သူတိုင်းကိုကနေ့ခေါ်ဖိတ်လက်ရှိတဲ့ဘုရားဖြစ်ပါတယ်။ဒါကြောင့်မို့ဒီလောကမှာဒီကနေ့အလောအတီးတဲမှာကနေ့အပေခံရတဲ့သူတွေမြောက်များစွာရှိပါတယ်ကနေ့ဒါကြောင့်မို့မိမိကိုလုံးဝကနေ့မလွတ်မြောက်နိုင်တော့ဘူးမိမိကိုဒီကနေ့မျော်လင့်ရမဲ့ဖြစ်နေတဲ့သူတွေကိုယေရှုခရစ်တော်ကကယ်တင်ဖို့အတွက်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကတည်းကနဲ့ကနေ့ဒီလောကမှာဖွားမြင်ခဲ့ပြီဖြစ်ပါတယ်ဒါကြောင့်မခုလိုခရစ်စမတ်ရာသီမှာဒီကနေ့ယေရှုခရစ်တော်ဖွားမြင်ခြင်းကနေ့ကိုအောင်မဲ့တတိယခြင်းအားဖြင့်ဒီလောကလူသားအားလုံးကဝမ်းမြောက်စွာနဲ့ကနေ့ကျူဆိုလက်ရှိတဲ့ခါမှာတဲ့အသက်တာကိုလည်းစမ်းစစ်ပြီးတော့မိမိအသက်တာဟာအပေခံတဲ့သူဖြစ်နေတယ်ဆိုရင်ခရစ်တော်ခေါ်ဖိတ်တဲ့နေရာကိုကနေ့ကိုလက်ခံယုံကြည်ပြီးတော့ကနေ့အသက်ရှင်မဲ့ဆိုထိုတဲကနေတင်လွတ်မြောက်မှာဖြစ်ပါတယ်။တင်းဟာမာယုမှုကိုပြုလုပ်ခဲ့တယ်ဆိုရင်လည်းတင့်ကိုခွင့်လွှတ်တဲ့ဘုရားဖြစ်ကြောင်းကိုမေတ္တာနဲ့ဝင်ငါတိတ်တိတ်ခံလို့တာဖြစ်ပါတယ်။ဂျာနာတို့ရောက်စီတိုင်းပေါ်မှာဘုရားလက်ခံဆက်လက်ကောင်းချီးပေးပါစေ။